ကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဖျားယနေ့ညသာသနာတော်နှစ်2565ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်ပြာစုလပြည့်ကျော်12ရက်ခရစ်နှစ်2022ခုနှစ်ဇန်နဝါရီလ28ရက်တောက်ကြနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောကျေးဇူးရှင်များအားယေရှုအမှုထား၍ဆရာလေးဒေါက်တာဒေါ်ယူဇနာညာနီနှင့်ဓမ္မဒါနကုသိုလ်ရှင်များ၏စင်ရင်ကျင့်ပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လင်း၍ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရား၏တော်ခြေတော်သောဥခိုက်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်ပြာသူလပြည့်ကျော်12ရက်2022ခုနှစ်ဇန်နဝါရီလ28ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမြတ်ဖရာနှင့်မနတ္တအပိုင်း6တရားဒေသနာတော်ဒီအနေ့ကတ္တကသုတ်အဖြစ်မှတ်တမ်းတင်ထားတာကစကြရမယ်သောတိမြို့ဇေရုံအကြောင်းမှာသရင်သုံးဆင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်တစ်ခုအနေနဲ့မှတ်တမ်းတင်ထားတာမြတ်စွာဘုရားဟာသောတိမြို့ဇေရုံအကြောင်းသရင်သုံးနေတဲ့ချိန်တနေ့သောအခါမှာယဟန်တော်တွေကိုနိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားဒေသနာတော်ကိုဟောကြားရှင်းလင်းပြသနေတာဖြစ်တယ်နိဗ္ဗာန်ပฏิတန်ယုတ်တာယဓမ္မိယကထာယတခါတခါမြတ်စွာဘုရားနိဗ္ဗာန်အကြောင်းကိုရှင်းပြတာရှိတယ်အဲ့ဒီနိဗ္ဗာန်အကြောင်းနဲ့ပတ်သက်ပြီးတော့ဟောပြောတဲ့တရားတွေနိဗ္ဗာန်ပฏิတန်ယုတ်တာဒေသနာဆိုတာဣတိယပါဠိတော်မှာဒီသုတ်တွေပါရှိတယ်ပုဒ္ဒံပါဠိတော်မှာလည်းဒီသုတ်တွေပါရှိတယ်နိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားဓမ္မတွေကိုဟောကြားပေးနေတာအဲ့ဒါလိုဟောနေတဲ့အချိန်မှာတရားနာနေကြတဲ့ယဟန်တော်များဟာလည်းပဲလိုချင်းချင်းစိတ်အားကုန်စိုက်ပြီးတော့မြတ်စွာဘုရားဟောတာကိုနားဆိုင်ပြီးအာယူနေကြတာဖြစ်တယ်အဲ့လိုတရားပွဲကြီးမှာခက်ခဲနေလာတဲ့နိဗ္ဗာန်အကြောင်းကိုရှင်းလင်းဟောကြားနေတော့မန္တကြီးကဖះဘာလုပ်နေတယ်လဲဆိုတာကြည့်လိုက်တော့တရားဟောနေတာတွေ့ရတယ်တရားဟောနေတာကိုတရားနာမယ်လို့စိတ်ကူးတာမဟုတ်ပဲနဲ့ဘာတော်လုံးမလဲဆိုရင်ယဟန်ဂေါရမဟာယဟန်တွေကိုနိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားတွေခေါ်နေတယ်ငါသွားပြီးအနှောက်အယှက်ပေးလိုက်အောင်မယ်သူစိတ်ကအဲ့လိုနှောက်ယှက်ပေးဖို့ပဲသူကစဉ်းစားတာအကယ်၍ယဟန်ဂေါရမတရားတွေကိုနာရတဲ့အခါမှာယဟန်တော်တွေကကျွတ်တရားရပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားလိမ့်မယ်ဒါကြောင့်မို့သူတို့ကငါနှောက်ယှက်ပေးမယ်လို့ဆိုပြီးတရားပွဲဘက်ကိုလေသမားအသင်္တန်တန်ဖန်ဆင်းပြီးတော့ထွန်းတော်ကြီးကိုပခုံးပေါ်ထမ်းရှည်တဲ့တပြားတန်ကြီးလက်ကကင်ပြီးတော့သဘင်ကဖိုးရဖာယာသဘင်ဖာယာချထားတယ်ပေါ့ဆိုရင်ဖာယာချထားတာဟိုလှလှပပမဟုတ်ပဲနဲ့ရှေ့ကဆိုရင်ကနောက်ပို့နောက်ကဆိုရင်ကရှေ့ပို့ညာဘက်ကဆိုရင်ကိုဘယ်ဘက်ပို့ဘယ်ဘက်ကဆိုရင်ကညာဘက်ရောက်နေအဲ့လိုကိုယ်ယူကာယ
စပင်ဖိုးရွဖာရလှုပ်ပြီးတော့ပိုက်ဆံတရောခြီနဲ့ရက်ထားတဲ့အဝတ်ကိုဝတ်တယ်အဝတ်ဝတ်ပြီးတော့ခြေထောက်မှာလည်းပဲလဲသမားအသင်္တနာရွှွန့်နေပေးနေတဲ့ခြေထောက်နဲ့မြတ်စွာဘုရားတရားဟောနေတဲ့စီရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုမေးတယ်အပိသမနပရိပတ်တိအတ္တတာလေသမားကြီးပေါ့လေဘုရားကတန်ဃာတွေတရားဟောနေတဲ့အချိန်မှာအရှင်ဘုရားတဲ့နွားတွေမတွေ့လိုက်ဘူးလားလို့လာမေးနော်နွားတွေမတွေ့လိုက်ဘူးလားသူနွားပြောက်လို့လိုက်ရှာနေတဲ့ပုံစံနဲ့နွားတွေမတွေ့လိုက်ဘူးလားလို့ဆိုမြတ်စွာဘုရားကကိမ္ပနပါပိမတေပလိပတ်တေဟိဟဲ့စိတ်ယုံမှရှိတဲ့မနတ်မင်းကဘာလို့နွားလိုက်ရှာနေရတာလဲနွားတွေနဲ့ဘာလို့ဖို့လဲလို့ဆိုသူရောင်ဆောင်လာတာသိတော့မနမန်းသိတော့နွားနဲ့မနတ်နဲ့ဘာဆိုင်လို့လဲလို့ပြောလိုက်တဲ့အခါကျတော့သူ့ရဲ့တယုတ်တကံပေါ်သွားတဲ့အခါဘာဆက်လျှောက်တော့ဆိုအရှင်ယဟန်နဲ့မျက်စိဆိုတာလဲကျွန်ုပ်ပိုင်တယ်မျက်စိထဲမှာမြင်တဲ့အဆင်းအာယုန်တွေဆိုတာလဲကျွန်ုပ်ပိုင်တယ်အဆင်းအာယုန်နဲ့မျက်စိနဲ့ဆုံလို့ဖြစ်ပေါ်လာတဲ့သက္ကုဝိညာဉ်စိတ်တို့ထိုသက္ကုဝိညာဉ်စိတ်နဲ့တွဲဖက်လာတဲ့ဖတ်တာတို့ဒါတွေဟာကျွန်ုပ်ပိုင်တယ်ကျွန်ုပ်နယ်ထဲမှာပဲရှိတယ်နားဟာလည်းကျွန်ုပ်ပိုင်တယ်ဆိုလိုတာကမျက်စိရှိမယ်အဆင်းရှိမယ်သက္ကုဝိညာဉ်မြင်သိစိတ်ရှိမယ်မြင်သိစိတ်နဲ့အာယုန်နဲ့ဆက်သွယ်မှုဖတ်တာရှိမယ်ဆိုလို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်တရားဝါဒီမှာဒီချက်တွေရှိနေသူ့လက်ကမလွတ်နိုင်ဘူးလို့ချိန်ဝါပြီးတော့ပြောတာနော်နားရှိမယ်အတန်ရှိမယ်နားနဲ့အတန်ကိုကြားသိတဲ့စိတ်ရှိမယ်အာယုန်နဲ့စိတ်နဲ့ဆက်သွယ်မှုဖတ်တာရှိမယ်ဆိုရင်လည်းကျွန်ုပ်လက်ကမလွတ်ဘူးတဲ့နှာခေါင်းဆိုတာလည်းကျွန်ုပ်ပိုင်တာပဲအနံ့ဆိုတာလည်းကျွန်ုပ်ပိုင်တာပဲနှာခေါင်းနဲ့အနံ့ဆုံလို့သိလာတဲ့အသိစိတ်တွေဖတ်တာတွေလည်းကျွန်ုပ်ပိုင်တာပဲထို့တူပဲလျှာကိုလည်းကျွန်ုပ်ပိုင်တယ်လျှာမှာပေါ်လာတဲ့အရာကိုလည်းကျွန်ုပ်ပိုင်တယ်လျှာနဲ့အရာသာဆုံစည်းမိလို့ဖြစ်ပေါ်လာတဲ့အသိစိတ်တို့ဖတ်တာတို့ရှိနေတယ်ကျွန်ုပ်ဟာပဲဖြစ်တယ်အထီးတွေ့ကာယဝတ္တရာကိုလည်းကျွန်ုပ်ပိုင်တယ်အထီးတွေ့အာယုန်တွေကိုလည်းကျွန်ုပ်ပိုင်တယ်အထီးတွေ့အာယုန်တွေနဲ့ပတ်သက်ပြီးထိသည့်စိတ်တို့ဖတ်တာတို့ဖြစ်ပေါ်လာလို့ရှင်လေကျွန်ုပ်ပိုင်တယ်ဘဝင်စိတ်ရှိတယ်ဘဝင်စိတ်တွေမှာထင်ဟလာတဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေကိုဆွဲပြုပြီးတော့ဖြစ်ပေါ်လာတဲ့မနောဝိညာဉ်စိတ်တွေဖတ်တာတွေဒါတွေကိုလည်းကျွန်ုပ်ပိုင်တယ်ဆိုလိုတာကတရားဝါတွေမှာရှိတဲ့အရာတွေဟာကျွန်ုပ်ရဲ့ခလုတ်ထဲမှာလက်ထဲမှာရှိတယ်လို့ဆိုလိုတာပေါ့နော်အဲ့လိုရှိတယ်အဲ့ဒါတွေကကျွန်ုပ်လက်ထဲမှာရှိသည့်အတွက်ကြောင့်ကုဟိမေသမဏခန္ဓဝါမောက္ခတိမျက်စိမပါတဲ့စီနားမပါတဲ့စီနှာခေါင်းမပါတဲ့စီလျှာမပါတဲ့စီကိုယ်ကာယမပါတဲ့စီအသိစိတ်မရှိတဲ့စီဘယ်သွားပြီးတော့သူ့လက်ကလွတ်အောင်လဲတဲ့အဲ့ဒါတွေရှိနေတယ်မြတ်သူ့ရဲ့နှောင်ကြိုးကမလွတ်နိုင်ဘူးလို့မြတ်စွာဘုရားကအဲ့လိုပြောတဲ့အခါမြတ်စွာဘုရားအေးစိတ်ယုံမှရှိတဲ့မနဟုတ်ပြီမျက်စိကိုလည်းမင်းပိုင်တယ်အဆင်းကိုလည်းမင်းပိုင်တယ်မျက်စိနဲ့အဆင်းဆုံးတို့သိလာတဲ့သက္ကုဝိညာဉ်စိတ်တို့ဖတ်တာတို့မင်းပိုင်တဲ့ထားငါသွားမှာကမျက်စိလည်းမရှိဘူးအဆင်းအာယုံလည်းမရှိဘူးမျက်စိကြောင့်ဖြစ်လာတဲ့သက္ကုဝိညာဉ်စိတ်ဆိုတာလည်းမရှိဘူးဖတ်တာလည်းမရှိဘူးအဲ့ဒီနေရာကို
ငါသွားမှာဖြစ်တယ်မင်းအဲ့ဒီနေရာတွေကိုမင်းလက်လွဲမပြီးပါဘူးဆိုလိုတာမြတ်စွာဘုရားပြောတော့ကရုပ်တည်နာနေမရှိတဲ့နေရာငါတို့ကရောက်အောင်ကျင့်နေတာအဲ့တော့ယုတ်တိနာနေမရှိတဲ့ဆိုတာနိဗ္ဗာန်ရောက်သွားရင်တော့မင်းလည်းလမ်းမမီပါဘူးလို့ပြောတာအဲ့တော့တရားတွေကိုတော့မျက်စိနာနာလျာကာယမနဆိုတာတွေရှိနေတဲ့စီတော့သူကသူ့ပိုင်နဲ့ထဲလို့သတ်မှတ်ထားပြီးတော့သူနှောက်ယှက်ချင်တိုင်းနှောက်ယှက်လို့ရတယ်အေးမျက်စိနာနာလျာကာယဆိုတဲ့ရှုပ်တည်နာနေမရှိတဲ့နိဗ္ဗာန်ရောက်သွားပြီဆိုရင်သူပဲရှာလို့ရှာမှမသိတော့မရှိနိုင်ပဲရှာလို့ရှာမှမသိဘူးအဲ့ဒါကိုမြတ်စွာဘုရားပြောတာအေးနိဗ္ဗာန်ဆိုတဲ့အရာမှာယသိလည်းမရှိဘူးနားလည်းမရှိဘူးနှာခေါင်းလည်းမရှိဘူးလျှာလည်းမရှိကိုယ်ကာယလည်းမရှိဘူးအသိစိတ်ဆိုတာလည်းမရှိဘူးမျက်စိနာနာလျှာကာယမှာထင်ပေါ်လာတဲ့အစင်းသန်နာရတာအထိတွေ့အာယုံဆိုတာလည်းမရှိဘူးအဲ့ဒီဝတ္ထုဒွါရစုံလို့ဖြစ်ပေါ်လာတဲ့စိတ်တို့ဖတ်တာတို့ဆိုတာလည်းမရှိဘူးအဲ့ဒါမရှိတဲ့နေရာကိုမင်းဘယ်လိုလုပ်သွားမလဲအဂတိတဝတထပပိမအဲ့ဒီမရှိတဲ့နေရာမင်းဘာလုပ်လို့ရအောင်မလဲငါဟောတဲ့တရားနိဗ္ဗာန်ဆိုတာမင်းပြောတဲ့မျက်စိနာနာလျာကာယလည်းမရှိဘူးအစင်သာနာရတာတွေလည်းမရှိဘူးရုပ်နဲ့နေတခုမှမရှိတဲ့နေရာဖြစ်သည့်အတွက်ကြောင့်မင်းလက်လှမ်းမမိပါဘူးလို့ဗန္ဒကြီးကိုပြောပြီးတော့ပြောလိုက်တဲ့အခါမှာသူကဘာပြောပြန်လဲဆိုရင်ရှံဝဒန္တိမမရိတံရှေဝဒန္တိမမန္တိစာဣထစေတိမနောအဋ္ဌိနမေတဝနမောက္ခတိတရားတွေဟာပစ္စည်းဝတ္ထုကိုဒါဟာငါဟာလို့ပြောလို့ရှိကြတယ်ပိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းငါပစ္စည်းလို့ပြောလို့ရှိကြတယ်ပစ္စည်းဝတ္ထုကိုလည်းငါဟာလို့ပြောတယ်အဲ့ဒီပစ္စည်းဝတ္ထုပိုင်ရှင်တွေကလည်းငါဟာလို့ပြောကြတယ်ဒီပစ္စည်းဟာငါဟာလို့ပြောတယ်ပစ္စည်းဝတ္ထုတွေကိုလည်းငါဟာလို့ပြောကြတယ်အဲ့ဒီလိုစိတ်ဓာတ်တွေရှိနေသေးသမျှနမေတမနမောက္ခတိငါလည်းကလွတ်မှာမဟုတ်ဘူးယဟန်လို့မြတ်စွာဘုရားကိုအဲ့လိုကျုံးဝပြောဆိုတဲ့အခါမှာမြတ်စွာဘုရားကဘာတုံ့ပြန်ပြောတော့ဆိုယံဝရန္တိနတ္တမရှံယေဝရန္တိနတ္တိအဟံမင်းထင်တယ်လို့မဟုတ်ဘူးပစ္စည်းဥစ္စာတွေကိုလည်းဒီပစ္စည်းတွေဟာငါဟာလို့လည်းမပြောဘူးတဲ့အေးငါဟာလို့ပြောတဲ့ပုဂ္ဂိုလ်တွေကလည်းပဲငါဆိုတာလည်းမရှိဘူးအဲ့တော့ငါမရှိလို့ငါဟာလည်းမရှိဘူးရှုပ်တရားတန်တရားတွေကငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးလို့သူတွေကအဲ့လိုမြင်အောင်ကျင့်ဆောင်ထားတာဖြစ်လို့ဧဝံပါပိမသာနာဟိနမေမက္ခံပိတက္ခတိငါတို့သွားတဲ့လမ်းကြောင်းကိုမင်းဘယ်နည်းနဲ့မှရှာတွေ့မှာမဟုတ်ဘူးဟောငါတို့မှာငါဟာလို့ပြောတာမရှိဘူးငါလို့ပြောတာလည်းမရှိဘူးငါမရှိလို့ငါဟာလည်းမရှိဘူးငါဟာမရှိလို့ငါဆိုတာလည်းမရှိဘူးမင်းဘယ်လိုလုပ်ပြီးတော့ငါတို့သွားတဲ့လမ်းကိုသိမှာလဲလို့မြတ်စွာဘုရားတုံ့ပြန်ပြောဆိုတဲ့အခါမှာမဏ္ဍကြီးဟာသူ့ရဲ့ခြေပတဲ့စကားကိုကြားရတော့စိတ်ပြက်လက်ပြက်နဲ့သူ့ဆောင်ရွက်ချက်မအောင်မြင်လို့ထိုနေရာကနေထွက်ခွာသွားတယ်ဒါကကတ္တကသုတ်တံမှာလေသမားဟန်ဆောင်ပြီးတော့မြတ်စွာဘုရားကိုလာရောက်နှောက်ယှက်တဲ့အသင်္သရံတစ်ခုပဲနောက်တစ်ခါရိဇသုတ်မှာမှတ်တမ်းတင်ထားတာကတော့
မြတ်စွာဘုရားဟာကောသလတိုင်းမှာသရင်သုံးတယ်ကောသလတိုင်းကြီးကအမတမကျဲတယ်တာဝတိတို့ဘာလို့ဆိုဟိမန္တာနဲ့အမတမနီးသွားတာမြတ်စွာဘုရားဖောတော်မူရကပိလဝတ္တုဘာလို့ဆိုကောသလတိုင်းထဲမှာပါတယ်သူကောသလတိုင်းထဲကတိသနယ်လေးကိုတော့တက္ကတိုင်းလို့ခေါ်ကြတာအမှန်ကတော့ကောသလတိုင်းကြီးကကျဲတော့ကောသလတိုင်းထဲမှာပါတယ်အဲ့တက္ကတိုင်းဆိုလေလူမျိုးတစ်မျိုးပိုင်ဆိုင်တဲ့နယ်ပယ်အနေနဲ့သာတက္ကတိုင်းလို့ရှိတာတကယ်ကတော့အလုံးတိုင်းကြီးကခြုံပြီးတော့ခေါ်တဲ့အခါမှာကောသလတိုင်းလို့ပဲခေါ်တယ်အဲ့တော့ဟိမန္တာဒေသထိအောင်ကောသလမင်းကြီးရဲ့နယ်ပယ်ကစိုးမိုးထားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကကောသလတိုင်းထဲမှာခရီးသွားရင်ဟိမန္တာဒေသကိုရောက်သွားတယ်ရောက်သွားပြီးဟိမန္တာဒေသမှာရှိတဲ့တောကြောင်တစ်ကြောင်မှာသရင်သုံးနေတဲ့အခိုက်ပဲတပါးတဲ့သရင်သုံးနေရင်မြတ်စွာဘုရားဘာတွေတွေ့ရတော့ဆိုအဲ့ဒီခေတ်ကမင်းဆိုးရာဇာတွေပြည်သူပြည်သားတွေကိုအုပ်ချုပ်နေတဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေဟာပြည်သူလူထုကိုနှိပ်စက်ပြီးတော့အုပ်ချုပ်နေတာကိုတွေ့ရတော့ပြည်သူလူထုကိုနှိပ်စက်ပြီးအုပ်ချုပ်နေတာတွေကိုတွေ့ရတဲ့အခါမှာမြတ်စွာဘုရားကစဉ်းစားတယ်တက္ကနုခောရိသံကာရိတုံအဟနံအခါတယံအာစိနံအသာပယံအသောသံအသောသပယံဓမေနတကယ်တရားနိလန်းနဲ့တိုင်းပြည်ကိုအုပ်ချုပ်လို့ရနိုင်မလားအခုအုပ်ချုပ်နေတာတွေကလူတွေကိုနှိပ်စက်တယ်ပစ္စည်းတွေကိုသိမ်းတယ်နော်လူတွေကိုတည်ရန်ပေးတယ်တပ်ဖြတ်တယ်အနိုင်ယူတယ်စိတ်တော့ကရောက်စေတယ်အဲ့တော့ဘုရင်တွေရဲ့တိုင်းပြည်အုပ်ချုပ်တဲ့လူတွေရဲ့အုပ်ချုပ်မှုဟာတတ်ချင်းဖြတ်ချင်းအနိုင်ယူခြင်းတော့ကရောက်စေခြင်းဆိုတာတွေနဲ့အုပ်ချုပ်တာတရားနဲ့အုပ်ချုပ်တာမဟုတ်ဘူးလူတွေကိုဒုက္ခပေးပြီးတော့အုပ်ချုပ်တာဖြစ်တော့မြတ်စွာဘုရားကစဉ်းစားတယ်အဲ့ဒီလိုကိုယ်တိုင်တတ်ချင်းတတ်မိတ်ပေးခြင်းကိုယ်တိုင်နိုင်ယူခြင်းသူတို့ကိုအနိုင်ယူအောင်လုပ်စေခြင်းစိုးရိမ်စေခြင်းစိုးရိမ်အောင်ပြုလုပ်ခြင်းဆိုတာတွေမပါဘဲနဲ့တကယ်တရားနဲ့တိုင်းပြည်အုပ်ချုပ်မင်းလုံးလို့ဖြစ်နိုင်မလားလို့အမှန်တော့စိတ်ထဲမှာအဲ့လိုစဉ်းစားတာပေါ့နော်မြတ်စွာဘုရားအဲ့လိုစဉ်းစားလိုက်တဲ့အချိန်မှာအမြဲတမ်းမြတ်စွာဘုရားဘာလုပ်နေတယ်ဆိုတာကိုအခွင့်ချောင်းနေတဲ့မဏ္ဍကြီးကမြတ်စွာဘုရားရဲ့စဉ်းစားတွေးခေါ်မှုကိုသိလိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားကိုတန်းပြီးတော့လျှောက်တော့တာပဲ။အော်ယဟန်ဂေါရမကမင်းလှုပ်ချင်နေပြီပေါ့။တရားသဖြင့်အုပ်ချုပ်တဲ့ဘုရင်လှုပ်ချင်တယ်လို့သူကတွေးပြီးတော့တခါတည်းမြတ်စွာဘုရားကိုတန်းလျှောက်တာကရောတုကာရေတုပန္တိဘဂဝါရိသရှင်ဘုရားတဲ့ဘုရင်လှုပ်ပါတိုင်းပြည်အုပ်ချုပ်ပါတတ်ချင်းဖြတ်ချင်းအနိုင်ယူခြင်းစိတ်တော့ကရောက်စေခြင်းဒီမပါဘဲနဲ့တရားသဖြင့်ပဲအရှင်ဘုရားတိုင်းပြည်တွေကိုအုပ်ချုပ်စမ်းမှာရှင်ဘုရားတွေးတဲ့အတိုင်းတိုင်းပြည်ကိုအုပ်ချုပ်စမ်းမှာပြည်သူတွေကိုအဲ့လိုမြတ်စွာဘုရားတွေးပြီးတာနဲ့တပြိုင်နက်သူကမြတ်စွာဘုရားနားထဲမှာကြားလာအောင်ဝင်ပြောလိုက်တာအဲ့ဒီချိန်မှာမြတ်စွာဘုရားကိမ္ပနမေတွံပပိမပတ္တတိယမန္တွံဧဝရေတိငါကိုတိုင်းပြည်အုပ်ချုပ်ပါလို့မင်းပြောရလောက်အောင်ဘာကိုတွေ့လို့ငါ့ကိုဒီလိုပြောရတာလဲပေါ့ဆိုတော့မဏ္ဍကြီးကပြောတယ်အရှင်ဘုရားခုနစဉ်းစားနေတာမဟုတ်လားတဲ့တိုင်းသူပြည်သားတွေကိုမနှိပ်စက်ဖဲမညှဉ်းပန်းပဲ
မစိုးရိမ်စေပဲတရားနိလန်းနဲ့ညီမင်းအုတ်ချုပ်ရဖြစ်နိုင်လားလို့ရှင်ဘုရားစဉ်းစားနေတာမဟုတ်လားတဲ့အရှင်ဘုရားအတွက်ဖြစ်နိုင်ပါတယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့အရှင်ဘုရားဣတိဘတ်၄ပါးကိုကြာကြာနာနာပိုင်ပိုင်နိုင်နိုင်ပွားထားတာမဟုတ်လားတဲ့သူကဒါလည်းသိတယ်ဣတိဘတ်၄ပါးကိုကြာနာနာပိုင်ပိုင်နိုင်နိုင်ပွားထားတော့အရှင်ဘုရားလိုချင်တယ်ဆိုလို့ရှိရင်ဟိမဝန္တာတောင်ကြီးတစ်ထောင်လုံးကိုတောင်မှပဲရွှေအဖြစ်နှလုံးသွင်းလိုက်လို့ရှိရင်အဲ့ဒီတောင်ကြီးကမြေသားကြောက်သားတွေနဲ့တိဆောက်ထားတဲ့တောင်ကြီးကရွှေတောင်ကြီးဖြစ်သွားနိုင်တယ်အဲ့လောက်ထိအောင်ရှင်ဘုရားစိတ်ကစွမ်းထက်ပါတယ်မြတ်စွာဘုရားကိုသူကအဲ့လိုရှောက်အဲ့တော့ဣတိဘတ်၄ပါးဆိုတာသန္တာဝိရိယစိတ်တဝိမန္တလို့ခေါ်တယ်ဖြစ်ခြင်းတဲ့သန္တာဖြစ်အောင်လုပ်တဲ့လုံလဝိရိယစိတ်တကြံ့ခိုင်မှုနဲ့အသိပညာဆိုတဲ့ဣတိဘတ်၄ပါးကိုစနစ်တကျပွားများထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပဂတိမြေသားကြောက်သားနဲ့တိဆောက်ထားတဲ့ဖြစ်နေတဲ့တောင်ကြီးကိုတောင်ပါပဲရွှေတောင်လို့နှလုံးသွင်းလိုက်လို့ရှင်စိတ်ထဲမှာရွှေလို့ပြောလိုက်တာနဲ့ရွှေဖြစ်သွားမယ်အဲ့လောက်ထိစွမ်းတကူရှိတယ်လို့ပြောတာပေါ့နော်တောင်ကြီးတစ်တောင်လုံးဟာရွှေဆိုတာဖြစ်သွားမယ်အဲ့ဒါလို့ရွှေတောင်လို့ဖြစ်သွားမယ်ဆိုရင်အလုံးဟာရွှေဖြစ်သွားမှာပဲတဲ့အဲ့တော့အရှင်ဘုရားအုပ်ချုပ်ချင်တာတွေရွှေတွေငွေတွေပေးပြီးအုပ်ချုပ်လို့ရပါပြီလို့အဲ့ဒါလို့မြတ်စွာဘုရားကိုရှောက်တာအဲ့ဒီအရှင်ဘုရားရဲ့စွမ်းရည်တတ္တိတွေကိုသိရလို့တပည့်တော်ကအရှင်ဘုရားဒါတွေကိုအုပ်ချုပ်ပါလို့ပြောတာပါဆိုတော့မြတ်စွာဘုရားကသူ့ကိုပါတုံ့ပြန်ပြောလဲဆိုရင်ပပတ္တတသုဝနတ္တသာဒရူပတ္တသာကေဝလောသာဒရူပတ္တကေဝလောဒွိတာဝနာလမေကတ္တဣတိဝိဒဝတမံစရိလူတွေရဲ့လောဘဆိုတာတဲ့ရွှေတောင်တစ်ထောင်နဲ့မပြောနဲ့တဲ့နှစ်တောင်ဆိုလည်းမလောက်ဘူးတဲ့အဲ့လိုငွေကြေးဒနာပေးပြီးအုပ်ချုပ်လို့လည်းမရဘူးဆိုတဲ့အကြောင်းလူတွေရဲ့လောဘဟာပိုင်ဆိုင်မှုကရွှေတောင်တစ်ထောင်လောက်နဲ့မလုံလောက်သေးဘူးတဲ့အဲ့ဒီလိုရွှေတောင်ပေါင်း2တောင်ဆိုတောင်မှပဲလူတွေကတင့်တယ်ဥမှာမဟုတ်သေးဘူးတဲ့တရားတွေရဲ့လောဘဆိုတာဓမ္မကြီးတယ်ပဝတ္တတသုဝနတ္တသာဒရူပတ္တကေဝလောအလုံးဟာဒီဝန္တတောင်ကြီးဟာကြောက်တွေမြေတွေတခုမှမပါဘဲနဲ့ရွှေသားအတိနဲ့တိဆောက်ထားတဲ့တောင်ကြီးဒီလိုတောင်ကြီး2တောင်တောင်မှပဲလူတယောက်အတွက်မလုံလောက်ဘူးတဲ့လူရဲ့လောဘဟာဓမ္မကြီးပါတယ်ဒါကြောင့်မို့ဣတိဝိဒဝသမံစရိဒါတွေကိုငါသိထားတယ်လူတွေရဲ့လောဘဆိုတာဘယ်တော့မှယက်တိမှာမဟုတ်ဘူးဘယ်တော့မှပြီးတာမဟုတ်ဘူးဒါကြောင့်မို့တရားနဲ့အညီပဲကျင့်သုံးတာကောင်းတယ်လို့မြတ်စွာဘုရားတုံ့ပြန်ပြောဆိုမှန်တယ်အကိခန္တောသမုဒောစမဟိသောစာပိပုဂ္ဂလောမိဘုံကြီးရဲ့နော်သမုဒ္ဒရာရဲ့လောဘကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဒီသုံးမျိုးပေါ့လေမိဘုံကြီးကလည်းပဲလောင်စာတွေထည့်ပြီးတော့သူလောင်နေမှာပဲလောက်သွားပြီးနောက်ထပ်မထည့်နဲ့တော့လောင်စာတွေမထည့်နဲ့တော့လို့မရှိဘူးထည့်သမျှအကုန်လောင်မှာပဲမိဘကြီးကိုလောင်စာထည့်ပေးလို့ဘယ်တော့မှအဆုံးမသတ်နိုင်ဘူးတဲ့ရှိသမျှအကုန်လောင်နေမှာပဲသမုဒ္ဒရာကြီးကလည်းမြစ်တွေချောင်းတွေမိုးပေါ်ကြတဲ့ရေတွေအလုံးဘလောက်ပဲဝင်ပင်လေကြီးကပြေးရှံလာတယ်လို့မရှိဘူးတဲ့အမြဲတမ်းလိုနေတာပဲဟောင်းနေတာပဲတဲ့အဲ့ဒါလိုပဲလောဘကြီးတဲ့ပုဂ္ဂိုလ်မှာရွှေတော်ကြီးတွေ1တောင်ပေးလည်းမလောက်ဘူး2တောင်ပေးလည်းမလောက်ဘူးဘလောက်ပဲပစ္စည်းဥစ္စာတွေပေးဒီလူရဲ့လောဘဟာမပြည့်နိုင်ဘူးတဲ့ဒါမြတ်စွာဘုရားလောဘရဲ့သဘာဝကိုဥတည်ပြီးတော့ပြောပြတယ်
အဲ့ဒီလိုလှုပ်လို့မရဘူးဆိုတဲ့အကြောင်းလောဘကိုခြေခံပြီးတော့လူတွေကိုငွေကြေးဒနာပေးပြီးအုပ်ချုပ်လို့လည်းရမယ်ထင်လို့လားမရဘူးတဲ့ဒါတွေကပို့ပြီးတော့လိုချင်လာမှာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကဒီလူလောဘတဲ့ကြီးတဲ့ကြီးအောင်မိဖို့ကြီးထဲမှာလောင်စာထဲ့တယ်လို့မလုံးနဲ့ပင်လေကြီးထဲမှာရေထပ်ဖြည့်တယ်လို့မလုံးနဲ့ယောဒုက္ခမတ္တခိယတောနိဒာနာလောကလူတွေဒုက္ခဖြစ်တာကာမဂုဏ်အာယုန်တွေကြောင့်ဖြစ်တာပဲကာမဂုဏ်လို့ဆိုတာကာမဆိုတာလိုချင်စရာကုဏဆိုတာအနှောင်ဖွဲ့လိုချင်စရာကောင်းသလိုစိတ်ကိုလည်းနှောင်ဖွဲ့ထားတာလို့ကာမဂုဏ်လို့ခေါ်တာနော်ကာမကုဏလိုချင်စရာကောင်းပြီးတော့စိတ်ကိုနှောင်ဖွဲ့ထားတတ်သောကြောင့်အစင်အတန်အနတ်ရတာအထိတွေ့ဆိုတာကိုကာမဂုဏ်လို့ခေါ်တယ်ကာမဂုဏ်အာယုန်အဲ့တော့လောဘကမိပုံကာမဂုဏ်အာယုန်တွေကလောင်စာဘလောက်ပဲဖြစ်တင်းလောက်တဲ့လို့မရှိနိုင်ဘူးတဲ့လောဘကုံသွားတဲ့လို့မရှိဘူးတဲ့ဒါကြောင့်မို့လောကမှာဒုက္ခရောက်ရတာတွေမှန်သမျှဒီကာမဂုဏ်တွေပေါ်မှာတွေ့တာတဲ့လောဘကြောင့်ဒုက္ခရောက်ကြတာတဲ့ကာမေတုသောသန္တုကထံနမေယဒုက္ခမှန်သမျှဟာကာမဂုဏ်အာယုန်တွေကြောင့်ဖြစ်တာလို့သိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်ပြီးကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ဝင်စားမှုရှိနိုင်ပါမလဲတဲ့ဥပရိဝိရတောသင်္ကောတိလောကေလောကမှာကာမဂုဏ်ဆိုတဲ့ဥပရိတရားကိုကြည့်လိုက်မယ်ဆိုရင်တကယ်ကိုလူတွေညှိတွယ်ရာမြုပ်နေရရွှွညွန့်ပမာပဲဖြစ်တယ်ညွန်အိုင်ကြီးထဲမှာဆင်းရင်တော့မြုပ်မှာပဲအမှန်တန်ကြီးမားတဲ့ညွန်အိုင်ကြီးထဲမှာဆင်းပြီးသွားတဲ့ပုဂ္ဂိုလ်ဘာကောင်ပဲဖြစ်ဖြစ်နှိမ့်မြုပ်သွားကြတာပဲအဲ့တော့ကာမဂုဏ်ဆိုတဲ့ညွန်အိုင်ကြီးကလည်းပဲတရားဝါရီရဲ့နှိမ့်မြုပ်ရာဌာနဖြစ်တယ်ဘယ်သူမှယုံမထွက်နိုင်ရဘူးတဲ့တသေဝဇန္တုဝိနိယယသိက္ခေဒါကြောင့်မို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီကာမဂုဏ်အာယုန်တွေကိုဖယ်ရှားဖို့ကြိုးစားရမယ်ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာတဲ့တဏှာကိုပဲပေးရမယ်တဏှာကိုဖယ်ရှားဖို့ပဲကြိုးစားတဏှာကိုဖြည့်တင်းဖို့လောင်စာထည့်ပေးနေမယ်ဆိုရင်ဘယ်တော့မှမရဘူးလို့ဆိုလိုတယ်နော်လိုချင်လောဘကင်းတော့အောင်ဘလောက်ပဲဖြည့်တင်းပေးပြီးဘယ်တော့မှပြည့်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လိုချင်လောဘကိုပဲဖယ်ရှားရမယ်လိုချင်လောဘအကြိုက်လောင်စာတွေကိုထည့်ပေးဖို့မဖြစ်နိုင်ဘူးဆိုတာကိုသဘောပေါက်နားလည်လို့လိုချင်တဲ့လောဘကိုပယ်ဖြောက်ဖို့ရာသူတော်ကောင်းတွေဟာကြည်ကြကြုတ်ကိုအထုတ်နေကြတာဖြစ်တယ်လို့မြတ်စွာဘုရားကသဘာဝကြကြတုံ့ပြန်ပြီးတော့ပြောလိုက်တဲ့အခါမှာအော်ငါအကြောင်းនេះငါပြောတာမှန်သိသွားပြီဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ထိုနေရာမှာပဲပျောက်ကွယ်သွားတယ်တဲ့ဒါကပပဒတုတ်မှာမှတ်တမ်းတင်ထားတဲ့စကားလေးတစ်ခုပေါ့နော်အဲ့တော့မနတ်နဲ့မြတ်စွာဘုရားနဲ့တွေ့တာဟာဒီသုတ်တန်နေ့မှတ်တမ်းအရာဆိုရင်အချိန်20တွေ့ပြီးသွားပြီခုမြတ်စွာဘုရားနဲ့တွေ့ဆုံတာမြတ်စွာဘုရားကိုလာရောက်နောက်ဆက်တာအချိန်20ဒါမှတ်တမ်းတင်ထားတာကိုသာပြောတာအချိန်20ပြည့်သွားပြီသို့သောတမ္ပဟုလတုတ်မှာဆိုရင်နောက်တစ်ခါမနက်လာပြီးနောက်ဆက်တဲ့ကိုမှတ်တမ်းတင်ပြထားတယ်မြတ်စွာဘုရားဟာတက္ကတိုင်းသီလဝတီဆိုတဲ့မြို့လေးမှာသရင်သုံးနေထိုင်တဲ့အချိန်ဒီမြို့တော့ရှားရှားပါပါသီလဝတီမြို့ဆိုတာအမတမရှားပါတဲ့နာမည်လေးပေါ့ဒီသုတ်တံမှာသာပါနေတာ
ခုနကောသရတိုင်းတွေကတက်ကတိုင်းဆိုတာလေးရှိတယ်အဲ့တက်ကတိုင်းရဲ့နယ်ထဲမှာသီလဝတိဆိုတဲ့မြို့လေးအဲ့မြို့လေးမှာသတင်းသုံးနေတဲ့အချိန်ရသော်ဘုရားရဲ့တပိသာဝကယဟန်နေဟာရသော်ဘုရားနဲ့အတူလိုက်ပါပြီးမလှမ်းမကန့်အရက်မှာနိုးနိုးကြာကြာကမ္မထာအလုပ်ကိုကြိုးစားအထောက်နေကြတယ်အပူတပြင်းကြိုးစားအထောက်နေကြတယ်သူတို့ရဲ့ဥတီချက်ဟာကိုယ်ကာယနဲ့အသက်ပေါ်မှာဥတီထားတာမဟုတ်ဘဲနဲ့ကိုယ်ကာယနဲ့အသက်ပေါ်မှာငဲ့ကွက်မှုမရှိဘဲနဲ့နိဗ္ဗာန်ကိုဥတီတဲ့စိတ်နဲ့အစွမ်းကုန်ကြိုးစားအထောက်နေကြတယ်တဲ့အဲ့ဒါလို့အစွမ်းကုန်ကြိုးစားအထောက်နေတာကိုစိတ်ယုံမှရှိတဲ့မဏ္ဍကြီးကတွေ့တဲ့အခါမှာနှောက်ရှက်ဖို့လှုပ်ဆောင်လာပြန်တယ်ဒီအချိန်မှာဘယ်လိုနှောက်ရှက်တုံးဆိုပုံနာအိုကြီးအသက်အရွယ်ကြီးတဲ့ပုံနာအဖိုးကြီးအောင်ဆောင်းလာတယ်ဒီခါကျတော့အမျိုးစုံလုပ်တယ်အဲ့တော့ပုံနာအဖိုးကြီးအောင်ဆောင်းလာပြီးတော့သူ့ကောင်းမှလည်းသပင်ကိုဆံကျစ်ကြီးနဲ့ပေါင်းထုတ်ထားတယ်ရသေးဆံကျစ်လို့ဟာမျိုးနဲ့ပေါင်းထုတ်ထားတယ်ခေါင်းပေါ်မှာစတုံးကြီးနဲ့ပါတယ်ပေါ့အဖိုးကြီးသူဝတ်ထားတာကတင့်နဲ့ရေအဝတ်ကိုဝတ်တဲ့အခါမှာတင့်နဲ့အကောင်ရဲ့ခြေထောက်ပါပါတယ်အရေကိုခွာတော့ကခြေထောက်တွေကျန်နေတယ်အဲ့ဒီခြေထောက်တွေပါထားတဲ့တင့်နဲ့ရေအဝတ်ကြီးကိုခြုံပြီးတော့အသက်အရွယ်ကကြီးနေတဲ့ခါကကုန်းကုန်းနဲ့အဖိုးကြီးတွေဆိုတာလမ်းလျှောက်လို့ရှိရင်ဟူဟဲဖြစ်နေတာပေါ့နော်မောတဲ့အခါမှာဟူဟဲဖြစ်နေတယ်သူ့လက်ထဲမှာလည်းပဲရှည်သဖန်းသားနဲ့လှုပ်ထားတဲ့တောင်ဝှေးကြီးကိုကိုင်းလာတယ်ရှည်သဖန်းသားဆိုတော့ကွေကောက်အသားရေသဖန်းသားဆိုတာသူတို့စီမှာသူတော်စင်တွေကိုင်းဆောင်တဲ့တောင်ဝှေးမျိုးပေါ့သူတော်စင်အောင်ဆောင်းလာတာသူတော်စင်အောင်ဆောင်းလာပြီးတော့အဲ့တောင်ဝှေးကြီးကိုင်းပြီးပြမနာပုံနာအဖိုးကြီးအနေနဲ့ယဟန်နေရှိရကိုသွားတယ်ယဟန်နေတရားထုတ်နေတဲ့စီကိုသွားပြီးတော့သူကအတန်ကျဲကျဲနဲ့ဗာပြောတော့ဆိုတဟရာဘဝန္တောပပိစိတာကိုရောတို့အသက်ငယ်ကြသေးတာပဲဆိုပြီးတော့အဖိုးကြီးကိုရောတို့အသက်ငယ်ကြသေးတာပဲသူကာလကိတာကိုရောတို့အရွယ်နုပြိုဆပင်လေးတွေကနဲ့တုံးပထမအရွယ်နဲ့ပြည့်စုံတုံးငယ်ရွယ်တဲ့အရွယ်တွေဖြစ်ကြတယ်ပထမအရွယ်မှာကာမဂုဏ်အာယုန်ဒီပေါ်မှာအပျော်ပါမလိုက်စားပဲနဲ့ကိုရောတို့ရဟန်းဝတ်နေကြတာကိုသူကလူကြီးအောင်ဆောင်းလာတဲ့အခါကျတော့လူကြီးရဲ့စကားဆိုတော့လူငယ်တွေကလေးစားတယ်ပေါ့အဖိုးကြီးတက်ကြီးပြီဆိုအဲ့ပုံစံမျိုးချိုးလာတာဆရာပုံနာကြီးလို့ဘာလို့လှုပ်လာကိုရောတို့ကကာမဂုဏ်အာယုန်နဲ့မပျော်ပါပဲနဲ့နေကြတာဒီရွယ်လေးကပျော်ပါနေရမယ့်အရွယ်လေးပဲပုံစံတုပုံတော့မာနုတကေကာမေလူဘဝရတဲ့အခိုက်ကိုရောတို့ပျော်လေးနေကြကာမဂုဏ်အာယုန်စိတ်ကြိုက်ခံစားကြစိတ်ကြိုက်ခံစားကြမာတန္တိတိကံဟိတဝါကာလိကံအနုတဝိတ္တောအထုတဝိဋ္ဌာကိုရောတို့ဟာလက်တွေ့ကြတဲ့ကာမဂုဏ်အာယုန်တွေလက်တွေ့ရနိုင်တဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ပစ်ပြီးတော့နောက်ဘဝမှာရမယ့်ဟာအတွက်လုံမနေကြနဲ့
သူကဘာပြောတာတော့ဆိုယဟန်တွေကငယ်ရွယ်နဲ့သင်္ကန်းဝတ်ပြီးတော့တရားထုတ်နေတာနောင်ဘဝအတွက်လို့ထင်ကြတာလူအများစုကနောင်ဘဝအတွက်လူရဲ့ကာမဂုဏ်တွေကောင်းတဲ့နတ်ကာမဂုဏ်တွေအတွက်ယဟန်တွေဟာငယ်ငယ်ရွယ်နဲ့လူဘဝကထွက်ခွာပြီးတော့ယဟန်ဝတ်ကြတာဟာနောင်ခါမှာကောင်းကင်ဘုံသွားပြီးတော့နတ်သမီးတွေနဲ့ချမ်းချမ်းသာသာနေကြဖို့လို့ဒါခုခေတ်တောင်မှတချို့ယူဆတယ်ရှိတယ်လေကောင်းကင်ဘုံရောက်ရင်နတ်သမီးတွေနဲ့ဆိုတာမျိုးကရှိတယ်လေအဲ့ဒီဘုံရောက်သွားလို့ရှိရင်သာဝရပြောဆိုင်ရမယ့်ချမ်းသာဒုက္ခတွေနဲ့ခံစားရတယ်လို့တချို့ဘာသာတရားတွေကအဲ့လိုဟောတာတွေရှိတယ်ပေါ့ကောင်းကင်ဘုံတက်ပြီးတော့ချမ်းသာဒုက္ခရလူတွေရဲ့အမြင်မှာလည်းပဲလူငယ်လူရွယ်တွေဘာလို့ဘုံကြီးဝတ်ကြသလဲငယ်ငယ်ရွယ်ဘာကြောင့်ဘုံကြီးဝတ်ကြသလဲဆိုရင်လူကာမဂုဏ်နဲ့ကောင်းကင်ဘုံကကာမဂုဏ်ကိုရရှိဖို့ဒါသူတို့လောကမှာဒီလိုသတင်းဖြန့်ထားတာအဲ့တိုင်းဒီကောင်းကင်ဘုံအစွဲဆိုတာကိုရီးယားနိုင်ငံအမှုတွေကလည်းဘာပဲဖြစ်ဖြစ်ကောင်းကင်ဘုံရဲ့အလိုချပဲလေဒီလိုအသုံးတွေရှိတယ်ပေါ့အဲ့တော့ကောင်းကင်ဘုံဆိုတဲ့အနာဂတ်မျှော်လင့်တဲ့ချက်နဲ့ဒီဘဝမှာအလုပ်လုပ်ကြတယ်လို့ထင်တာအဲ့ဒါကြောင့်မို့သူကလည်းအဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာလူဘဝရရှိနေတဲ့ကာမဂုဏ်တွေမခံစားဘဲနဲ့တရားထုတ်နေတယ်ဆိုတာကိုလက်တွေ့ရနိုင်တဲ့ကာမဂုဏ်ကိုစွန့်ပြီးတော့နောင်မရမယ့်ဟာအတွက်ကိုတော်တို့ဘာလို့လုပ်နေကြတာလဲသူကဆုံးမလိုက်သေးတယ်မာတန္တိတိကံဟိတဝကာလိကံအနုတဝိဋ္ဌာအခုလက်တွေ့ရနေတဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်ပြီးတော့နောင်ဘဝမှာရတဲ့အတွက်ကိုတော်တို့မိုက်မဲနဲ့ပြေးသွားမနေကြနဲ့နောင်မှခံစားရမယ်ကောင်းကင်ဘုံအတွက်ကိုတော်တို့လုံးမနေကြနဲ့မချိုးစားကြပါနဲ့လို့သူကဆုံးမစကားလို့ပြောတာအဲ့လိုပြောတော့ယဟန်တွေကတကယ်ပုံနာအိုကြီးထင်ပြီးတော့ဘလို့တုတ်ပြန်ကြတော့ဆိုနာခောမယံပြမနတန္တိတိကဟိတဝါကာလိကအနုတဝါမှာဥပုံနာကြီးငါတို့ဟာလက်တွေ့ကြတဲ့ကာမဂုဏ်အာယုန်ကိုစွန့်ပယ်ပြီးတော့နောင်ဘဝချမ်းသာဖို့အတွက်လုံးနေကြတာမဟုတ်ဘူးတဲ့တကယ်တော့ငါတို့ဟာနောင်မှခံစားရနိုင်တဲ့အာယုန်တွေကိုစွန့်ခွာပြီးတော့အခုလက်တွေ့ဘဝမှာစိတ်နှလုံးငြိမ်းချမ်းတဲ့အနေထားတစ်ခုရအောင်ငါတို့ကြိုးစားနေကြတာလက်တွေ့ဘဝငါတို့ဟာပိုလက်တွေ့ကြတယ်စိတ်နှလုံးအေးချမ်းတဲ့တရားဓမ္မကိုရရှိဖို့ငါတို့ကြိုးစားနေကြတာလို့ငါတို့ဟာနောင်ဘဝအတွက်လုပ်နေတာမဟုတ်ဘူးဒီဘဝချမ်းချမ်းသာသာကာမဂုဏ်အာယုန်တွေကင်းရှင်းနေဖို့တို့လုပ်နေတာဖြစ်တယ်ကာလိကာဟိပြမနကာမတို့ရဲ့မြတ်စွာဘုရားကတို့ကိုဆုံးမထားတာရှိတယ်ကာမဂုဏ်အာယုန်တွေဆိုတာတဲ့ကာလိကအချိန်တစ်ခုခံစားပြီးမှအကျိုးပေးတာချက်ချင်းကြီးအကျိုးရတာမဟုတ်ဘူးတဲ့ဟောကာမဂုဏ်အာယုန်တွေဆိုတာချက်ချင်းကြီးအကျိုးမရဘူးတဲ့အချိန်တစ်ခုအတိုင်းအတာတစ်ခုကြမှသူကခံစားလို့ရတယ်ပေါ့တပည့်တွေဆိုင်ရင်တော့မှပဲခုချက်ချင်းအခုအသီးသီးပြီးတော့ခုချက်ချင်းစားလို့ရတာမဟုတ်ဘူးကာမဂုဏ်အာယုန်ဒီမှာလည်းပဲမြတ်စွာဘုရားဒါတွေကလက်တွေ့မကျတဲ့ကာမဂုဏ်အာယုန်ဒီမှာတဲ့ဘဟုဒုက္ခခံစားဖို့ကြိုးစားရတာဒီမဲ့ဒုက္ခရောက်လာပြီဟုတ်တယ်လူတွေဟာနေ့စဉ်နဲ့အမျှဆင်းရဲဒုက္ခမျိုးရင်ဆိုင်ပြီးတော့နိဗ္ဗာန်ညာမှာသွားလာလှုပ်ရှားပြီးရှားပွေနေကြတာဘာအတွက်တုံးကာမဂုဏ်အတွက်အဲ့ဒီအချိန်မှာခံစားရပြီလားဆိုဘယ်ခံစားရအောင်မလို့
ပိုက်ဆံရမှစားရမှာလေပိုက်ဆံမရခင်လုံးလိုက်ရတာတွေကအများကြီးအဲ့ဒါကြောင့်မို့လို့တဏ္ဍိဋ္ဌိကခုလည်းငင်ရတာမဟုတ်ဘူးနော်ခုချက်ချင်းလည်းငင်အကျိုးခံစားရတာမဟုတ်ဘူးဒီလကုံမှာလကလေးထုတ်ပြီးတော့စားရမယ်ဟာတလလုံးလုံးဆင်းရဲဒုက္ခခံပြီးတော့ရှာရမယ်ဘဝမှာရှုံးကပ်ပြီးတော့လှုပ်ဆောင်ပြီးတော့နေကြတာဟာချမ်းသာဒုက္ခရဖို့ဆိုပြီးဘဝမှာလှုပ်ဆောင်နေကြအဲ့ဒါတွေဟာချက်ချင်းအကျိုးရတာမဟုတ်ဘူးတဲ့ရေလုံငန်းလုပ်တဲ့ပုဂ္ဂိုလ်တွေမှာလည်းရေထဲမှာဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ငါးရှာဘာလို့ရှာတာတော့ပတ်ဆံရခြင်းလို့အားလုံးဟာဒီအလုတ်လုံနေကြတာဟာဒုက္ခနဲ့ပဲရင်ဆိုင်ပြီးလုံနေကြရတာလေအဲ့ဒီလုံနေတဲ့အချိန်မှာချမ်းသာဒုက္ခရတာမှမဟုတ်တာရှင်ဆိုင်ပြီးလုံကြရတာအကုန်လုံးအဲ့ဒါကြောင့်မို့လို့ကာလိကလို့ပြောတာခုချက်ချင်းမရဘူးအချိန်ဆောင်ရတယ်တရားအထုတ်တာကြတော့အဲ့လိုမဟုတ်ဘူးခုတရားအထုတ်ခုစိတ်ငြိမ်းချမ်းနေဒါအဖို့တန်ဋိဌိကဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကာမဆိုတဲ့ကာမဂုဏ်အာယုန်တွေဟာတဲ့ရှားရဖွေရနဲ့ဒုက္ခတွေများတယ်ပင်မဆင်းရဲမှုတွေများတယ်ဒီကာမဂုဏ်အာယုန်တွေမှာလည်းပဲအပြည့်နာစာတွေကအလွန်များတယ်မြတ်စွာဘုရားရဲ့တရားတော်ကိုနှလုံးသွင်းတာကတော့တန်ဋိဋ္ဌိကအခုတရားကျင့်အခုပဲကိုယ်တိုင်ခံစားလို့ရတယ်အကာလိကအချိန်မီအခုလို့အခုရတယ်အေဟိပတိကောလာကြည့်ပါစမ်းကြည့်စမ်းပါလို့ဖိတ်ခေါ်ပြောလို့ရတယ်ဩပနိကောမိမိစိတ်ထဲနှလုံးထဲကိုဒီတရားဓမ္မရောက်အောင်ပို့ဆောင်ထားလို့ရတယ်ပစ္စတံဝေရိတဘောဝိညုဟိအသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေကတရားရဲ့အရသာကိုကိုယ်တွေ့ခံစားနိုင်ကြတယ်လို့တရားရဲ့ခုံတော်တွေနဲ့ပတ်သက်ပြီးတော့ယဟန်တွေကတုံ့ပြန်ပြီးတော့သူ့ကိုပြောလိုက်တာတရားထုတ်တာကမှတကယ်တဏ္ဍိဋ္ဌိကလက်တွေ့ကြတယ်ပေါ့ကာမဂုဏ်အာယုန်တွေကလက်တွေ့မကြဘူးပေါ့မခံစားရဘဲနဲ့ရှားဖွေထားတာတွေသိသွားတယ်ဘာမှမလုပ်ရတာတွေရှိတယ်ပေါ့ဒုက္ခတွေများတယ်ဆိုတာကိုရှင်းပြတာအဲ့ဒါလို့ယဟန်တွေကရှင်းပြတာသူ့ရဲ့ဆန္ဒနဲ့ဆန့်ကျင်မဲ့အနေနဲ့ရှင်းပြလိုက်တဲ့အခါကျတော့စိတ်ယုံမှရှိတဲ့မဏ္ဍကြီးကဘာလို့တော့ဆိုတိတံဥက္ခပိတဝါအဖိုးကြီးဆိုတော့မေးရလဲခြုံထွက်နေတော့ခေါင်းငိမ့်နေသူကခေါင်းငိမ့်လိုက်တဲ့အခါကျတော့သူ့မေးကြီးကရင်ဘတ်ကိုထိတယ်နော်ရင်ဘတ်ကိုထိပြီးခေါင်းနဲ့ရင်ဘတ်ကိုထိပြီးခေါင်းလေးငိမ့်ပြီးစီဝံနေလောလစ်တဝါအံ့ဩတဲ့အနေနဲ့ရှာကိုထုတ်တိဝိသခံနလာဒေနနလာတိကံဥထပိတဝါမျက်လုံးကိုထက်ပင့်လိုက်တဲ့အခါကျတော့နှစ်ဖူးကြောလေးကသုံးကြောပေါ်လာတယ်အတွန့်လေးတွေသုံးခုပေါ်တယ်အိမ်ရောက်တော့မှမှန်နဲ့ကြည့်လိုက်ပေါ့မျက်လုံးလေးကိုထက်ပင့်လိုက်လို့ရှိရင်နှစ်ဖူးမှာအတွန့်ကလေးသုံးခုပေါ်လာလိမ့်မယ်အဲ့ဒါလို့လှုပ်သွားတာမျက်လုံးကိုပင့်တင်ပြီးတော့နှစ်ဖူးကြောတွေနှစ်ဖူးမှာနော်အတွန့်ကလေးသုံးခုတွန့်ပြီးတဲ့တွန့်လာအောင်ဆိုလိုတာတဲပြောခက်တဲ့ကိုတော်တွေပဲဆိုတဲ့အဓိပ္ပာယ်ပေါ့လေနားမလည်လိုက်တာပြောခက်တယ်ဆိုပြီးတော့မျက်လုံးပင့်တင်ပြီးတော့တောင်ဝှေးကြီးထောက်ပြီးတော့ထွက်သွားတယ်အဲ့မှာသူကဘာပြောတော့ဆိုရင်ကိုတော်တို့ပြောလဲနားမလဲဘူးအဲ့တော့နောင်ကြရင်ကိုတော်တို့ကိုယ့်အကူခံကြပြီတော့ဆိုပြီးတော့သူကအဲ့လိုပြောပြီးထွက်သွားဒါလောက်နားမလဲတဲ့ကိုတော်တွေကဲလှုပ်ချင်အောင်လှုပ်ကြတော့မပြောတော့ဘူးဆိုသူလာတော့ကလည်းအဖိုးကြီးအောင်ဆောင်လာတာလူကြီးစကားဆိုရင်လူငယ်တွေနားလဲအောင်နားထောင်နေဆိုပြီးတော့အဖိုးကြီးအောင်ဆောင်လာဖိုးကြီးအောင်ဆောင်ပြီးတော့သူကနားပါလာချတာပေါ့အဲကိုတော်တွေကလက်မခံတဲ့အခါကျတော့စိတ်တူပြီးတော့တောင်ဝှေးကြီးတထောက်ထောက်နဲ့ထွက်သွားတယ်
ရဟန်းတွေရဲ့မြင်ကွင်းရောက်တဲ့ပျောက်တဲ့အခါကျတော့သူကကိုရောင်ဖြောက်သွားတယ်ပေါ့နော်ရဟန်းတွေကတော့ဒါမနက်လို့မသိဘူးပုံနာအဖိုးကြီးတယောက်လာပြီးတော့သူတို့ပြောတယ်ဆိုတာတော့ပဲမှတ်တာအဲ့တော့ယဟန်တော်တွေကအဲ့ပုံနာကြီးထွက်ခွာသွားတဲ့အခါမှာမြတ်စွာဘုရားစီသွားကြတယ်သွားပြီးမြတ်စွာဘုရားရှိမှတရုတ်တသိန်းထိုင်ပြီးတော့ဘုရားကိုဒီအကြောင်းလျှောက်ကြတယ်ရှင်ဘုရားတဲ့တပည့်တော်တို့ဒီမလမကန်အရက်မှာတရားကျင့်နေတော့ပုံနာအဖိုးကြီးတယောက်ရောက်လာတယ်ဗျာတဲ့ကောင်းကလည်းပြီးဆိုရကြည့်လို့ဟာထုံးထားတဲ့စံจิตတွေထုံးထားပြီးတော့တင်းတဲ့ရေဝိုးကိုဝတ်ထားတယ်အသက်ရွယ်လည်းကြီးပြီလူကလည်းကုန်းနဲ့ဟောဟဲတိုက်နေအသက်ရှူပြင်းနဲ့နော်အသက်ရှူပြင်းနဲ့သူဟာရေတဖန်သားတောင်ဝှေးကြီးကိုကင်ပြီးတော့တပည့်တော်တို့စီရောက်လာတယ်တဲ့ရောက်လာပြီးသူကပြောတယ်ကိုတော်တို့ငယ်ငယ်လေးရှိကြသေးတယ်ဆပင်နဲ့တုံနုပြိုတော့ပထမအရွယ်မှာရှိတော့ကာမဂုဏ်အာယုန်ဒီပေါ်မှာဘာဖြစ်လို့မခံစားကြတာလဲကိုတော်တို့ဒုကာမဂုဏ်အာယုန်တွေကိုခံစားကြနော်လက်တွေ့ကြတာကိုစွန့်ပယ်ပြီးတော့နောင်ခါမှရတဲ့အတွက်ကိုတော်တို့မိုက်ကန်မလုံးကြနဲ့လို့တပည့်တော်တို့လာပြောတယ်လာပြောတော့တပည့်တော်တို့ကတုံ့ပြန်ပြီးတော့ပြောလိုက်ပါတယ်ကာမဂုဏ်အာယုန်တွေကသာလက်တွေ့မကြတာနောင်အတွက်ဖြစ်တယ်ငါတို့ကျင့်နေတဲ့တရားတွေကအခုကျင့်အခုသိအခုချမ်းသာခံစားရတယ်ဆိုတာကိုတပည့်တော်တို့ကတုံ့ပြန်ပြောဆိုလိုက်ပါတယ်အဲ့ဒါလို့တုံ့ပြန်ပြောဆိုတဲ့အခါဒီပုံနာအဖိုးကြီးကခေါင်းကိုညှိပြီးရှာထုတ်ပြီးတော့ပြောင်ပြသွားသေးတယ်ပေါ့နော်လျှာထုတ်ပြီးတော့မျက်လုံးကြီးပင့်တင်လိုက်တဲ့အခါနှစ်ဖူးကျော်မှာအတွန့်ကြီးသုံးတွန့်ထားပြီးတောင်ဝှေးကြီးတောက်နဲ့ပြန်ပြီးတော့ထွက်ခွာသွားပါတယ်သူတို့မြင်လိုက်တာကိုမြတ်စွာဘုရားကိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားနေသောဘိက္ခုပြမနောတဲ့အဲ့ဒါမင်းတို့စီလာတာပုံနာမဟုတ်ဘူးတဲ့ပုံနာအိုကြီးမဟုတ်ဘူးမာရောဧသောပါပိမာဒါဟာစေယုံမှာရှိတဲ့မနတ်ပဲတုမကံဝိသကုကမ္မယအတောမင်းတို့မျက်စိမှားအောင်မင်းတို့ရဲ့အသိဉာဏ်တွေလွဲမှားကုန်အောင်လာရောက်ပြီးတော့နှောက်ယှက်တာဖြစ်တယ်လို့မြတ်စွာဘုရားကယဟန်တွေကိုမိန့်ကြားပြီးတော့တရားဓမ္မကိုခုလိုခေါ်လိုက်တယ်ယောဒုက္ခမတ္တခိယတောနိဒာနကာမဂုဏ်အာယုန်ကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေအကြောင်းသိနေတဲ့ပုဂ္ဂိုလ်ဟာတဲ့ကာမေတုသောသန္တုကထာနမေယကာမဂုဏ်ကြောင့်ဖြစ်လာတဲ့ဒုက္ခတွေကိုမြင်ထားတဲ့ပုဂ္ဂိုလ်ကအဲ့ဒီကာမဂုဏ်တွေပေါ်မှာဘယ်လိုလုပ်ပြီးတော့စိတ်ဝင်စားတော့မလဲဒီကာမဂုဏ်အာယုန်တွေအကြောင်းလို့ဒုက္ခရောက်တယ်ဆိုတာသိထားပြီသိထားတဲ့ပုဂ္ဂိုလ်ကဘယ်လိုလုပ်ပြီးကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ရွတ်ပါမလဲတဲ့ကာမေတုသောသန္တုကထံနမေယဥပရိဝိရိတဝသင်္ဃောတိလောကေကာမဂုဏ်အာယုန်ဆိုတာလောကလူတွေရဲ့တွေ့တာရာမမောရာကဉ္ညိယာရွှွညွန်ကြီးလို့ညွန်အိုင်ကြီးလို့ဖြစ်နေတယ်ဒါကြောင့်မို့နားလဲတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်ဖို့အတွက်ကြိုးစားအထောက်နေကြတာသာဖြစ်တယ်အဲ့တော့တရားကျင့်တာဘာအတွက်ကျင့်တာတော့ဆိုကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်ဖို့ကာမဂုဏ်အာယုန်ပေါ်မှာတွေ့တာနေတဲ့စိတ်တွေပျောက်ကင်းမှုရအတွက်တရားကျင့်နေတာကာမဂုဏ်အာယုန်တွေ့တာလို့ရှိရင်ဒုက္ခရောက်မယ်ဆိုတာသိကြတယ်ဒါကြောင့်မို့လို့ကျင့်တာလို့မြတ်စွာဘုရားယဟန်တွေကိုဒီလိုခေါ်လိုက်တယ်အဲ့တော့ဒီအချိန်မှာမနတကပုံနာရောက်ဆောင်းလာတော့ဖះနဲ့တိုက်ရိုက်မတွေ့ခဲ့ဘူးဒီအချိန်မှာနောက်သုတ်တန်တစ်ခုမှာတော့တက္ကတိုင်သီလဝတီဆိုတဲ့မြို့လေးမှာသရင်သုံးနေထိုင်တဲ့အချိန်ပဲအဲ့ဒီမှာအာယတမအရှင်သမိတ္တိဆိုတာမြတ်စွာဘုရားရဲ့အနိမမှာတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့နေတယ်
တရားထုတ်နေတဲ့ရှင်သမိတ်တိကတပါးရဲ့နေတဲ့အခါမှာအတွေးပေါ်လာတယ်ဘာအတွေးပေါ်လာတော့ဆိုငါရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်စွာသိတဲ့ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့ငါဟာအရာတော်လိုက်တာမြတ်စွာဘုရားဟောထားတဲ့တရားကလည်းမှန်မှန်ကန်ကန်ဟောထားတာဖြစ်လို့မှန်မှန်ကန်ကန်ဟောထားတဲ့ဓမ္မဝိနည်းမှာငါယဟန်ဝရတာလည်းအရာတော်လိုက်တာငါတို့နဲ့အတူတကွတရားကျင့်မောကျင့်မဲ့ယဟန်တော်တွေကိုကျင့်သီလနဲ့ပြည့်စုံကြတယ်အကျင့်ကောင်းတွေရှိကြတယ်အဲ့ဒါအတွက်လည်းပဲငါအတွက်အရာတော်လိုက်တာဆရာကလည်းဆရာကောင်းတရားကလည်းတရားစစ်တရားမှန်အတူကျင့်မောကျင့်မဲ့ပုဂ္ဂိုလ်တွေကလည်းကိုကျင့်သီလတွေနဲ့ပြည့်စုံကြတယ်ငါအတွက်ကံကောင်းလိုက်တာလို့တရားထုတ်ရင်ကနေသူစဉ်းစားမိတဲ့အခါမှာမဏ္ဍကြီးကရှင်သမိတ်တိရဲ့စိတ်အကြံကိုသိပြီးရှင်သမိတ်တိစီရောက်လာတယ်ရောက်လာပြီးတော့ဒီစိတ်ကူးအကြံစီတွေပျက်စီးသွားအောင်ခလန်းလန်းကနာကြောက်မဲ့ဖွယ်အတန်ကြီးတွေဖြစ်ပေါ်လာအောင်ဖန်တီးလိုက်တယ်ဒါဖះစီလာတာတော့မဟုတ်ဘူးသူကရှင်သမိတ်တိစီလာတာအဲ့ဒီသူလုံးလိုက်တဲ့အတန်တွေကမြေပြိုးနေတဲ့အတန်မျိုးပေါ့မြေကြီးပြိုပြီးတော့လာတဲ့အတန်မျိုးတွေကိုသူဖန်တီးလိုက်တယ်အဲ့ဒါနဲ့ရှင်သမိတ်တိဟာမြေကြီးပြိုတာပဲဆိုပြီးတော့အကြောင်းသိဖို့မြတ်စွာဘုရားစီသွားလိုက်တယ်သွားပြီးတော့သူ့ရဲ့စိတ်ကူးကြံစည်မှုအကြံဖြစ်တာနဲ့မြေကြီးပြိုတန်လို့ကြောင်းမဲ့ဖွဲ့အတန်ကြီးကြားတဲ့အကြောင်းကိုရှောက်လိုက်တဲ့အခါမှာမြတ်စွာဘုရားကသမိတ်တိအဲ့ဒါမြေကြီးပြိုတာမဟုတ်ဘူးတဲ့မနတသားကမင်းကိုအသိဉာဏ်နဲ့ယူရင်းအောင်မျက်စိရှုပ်အောင်မင်းအလုတ်ကိုနှောင့်ယှက်ဖို့လာတာတဲ့သမိတ်တိမင်းအဲ့ဒီနေရာပဲသွားပြီးတော့တရားထုတ်တယ်အဲ့ဒီနေရာမင်းနဲ့သင်တော်တယ်အဲ့ဒီမှာပဲသွားတရားထုတ်ဆိုဒါနဲ့ရှင်သမိတ်တိကမြတ်စွာဘုရားကြောထားသွားပြီးအဲ့ဒီနေရာသွားပြီးတော့တရားထုတ်တယ်သူလည်းရောက်ခုနလို့အတန်ကြီးကြားပြန်တယ်ဒုတိယအချိန်ကြားပြန်တယ်ဒုတိယအချိန်မှာလည်းရှင်သမိတ်တိကစဉ်းစားတယ်အဲ့ဒီအတန်ကြီးကြားပြန်တယ်အဲ့ဒီလိုမနတသားကအခုလို့ရှင်သမိတ်တိကိုနှောက်ယှက်ပြန်အတန်ပေးပြီးတော့နှောက်ယှက်တာအဲ့ဒီလိုနှောက်ယှက်လိုက်တဲ့အခါမှာရှင်သမိတ်တိကဒါမနလုံနေတာပဲဆိုတာဘုရားစီကသိလာတော့ဘလို့တုံ့ပြန်လိုက်တော့ဆိုတော့တတ္တယဟံပပ္ပစီတောအကာရတမနာခာရိယစေယုံမှရှိတဲ့မာနငါဟာယုံကြည်ချက်နဲ့လူပေါင်းကထွက်ခွာပြီးတော့ယဟန်ဝတ်နေတာဖြစ်တယ်ငါဟာတတိတရားရဲ့တန်ဖိုးပညာတရားရဲ့တန်ဖိုးတွေငါသိတယ်ငါစိတ်ဟာလည်းပဲတမာတိစွမ်းနဲ့တည်ငြိမ်နေတယ်ကာမံကရတုရူပါဏိနေဝမံပြရေတတိမင်းလုံးချင်တဲ့အတန်လေးဖန်တီးချင်တာတွေဖန်တီးနေဝမံပြရေတတိငါ့ကိုစိတ်ပြည့်အောင်မင်းမလုံးနိုင်ပါဘူးတဲ့မင်းဘယ်လိုပဲ6လန့်ငါမကြောက်ဘူးလို့ဆိုပြီးတော့တုံ့ပြန်လိုက်တဲ့အခါမှာမဏ္ဍကြီးကရှင်သမိတ်တိဟာငါလုံနေတာမှန်သိသွားပြီဆိုပြီးတော့စိတ်ပြက်လက်ပြက်နဲ့ပြန်ပြီးထွက်ခွာသွားတယ်ဒါလည်းပဲရှင်သမိတ်တိကိုလာရောက်ပြီးတော့6လနဲ့မဏ္ဍရဲ့တွေ့ကြုံအဲ့ဒါလို့မဏ္ဍဟာချိန်လာပြီးတော့မြတ်စွာဘုရားကိုလည်းနှောက်ယှက်တယ်မြတ်စွာဘုရားရဲ့တပည့်သားတွေကိုလည်းနှောက်ယှက်တယ်အဲ့ဒါလို့နှောက်ယှက်တဲ့မဏ္ဍသားကိုဘုရားကလည်းတုံ့ပြန်တယ်တပည့်သားတွေကလည်းတုံ့ပြန်တယ်အဲ့ဒီတုံ့ပြန်ချက်လေးတွေကိုမှတ်တမ်းတင်ပြီးတော့ထားတာဖြစ်ပါတယ်တရားချက်ကသူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓနဲ့မြတ်ဖရာနဲ့မဏ္ဍသားအကြောင်းနာယူမှတ်သားကြရသဖြင့်ဘုဒ္ဓတာရရှိပြီးမြတ်ဖရာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးကြီးညိုပွဲရတရားဓမ္မရဲ့အနှစ်သာရကိုသိရှိကြလို့မိမိတို့ကိုယ်တိုင်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်ဖို့
ကြိုးစားအထောက်ရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖေယဘုရားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိသံကြလျက်ဓမ္မသဖြင့်ဆင်ကျင်ပါပြုလုပ်ကြ၍အဝဒဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုအတ္တဘဝတ္ထုသုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်သုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမသတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးသာသာသမြအမြပြုတော်